ကတွင်းလိုက်စင်မဲ့ဟင်းတွဲလေးချက်စားမယ်ရှင်။ကျမကတော့ငမြချင်းငါးကိုသုံးတယ်။ဗိုက်သားနဲ့အမီးကိုပဲကျမသုံးတယ်ပေါ့နော်။ငါးတွေကိုတေချာလေးဒီလိုပုံစံလေးကြော်ထားမယ်။ပြီးတော့ကြက်သွန်လေးပပလိထားတဲ့ဟာကိုစီပူတဲ့ထည့်ပြီးတော့ကျွတ်နေအောင်ကြော်မယ်ပေါ့နော်ကြော်လာပြီဆိုရင်တော့ငရုတ်တီးအကြက်ဘက်ကိုထည့်မယ်ငံပြရည်ထည့်မယ်ပေါ့နော်ငရုတ်တီးလည်းကြော်လာပြီအနံလည်းမွေးလာပြီဆိုရင်တော့ငါခုနကြော်ထားတဲ့ငါကြော်လေးကိုထည့်လိုက်ပါအားတဲ့သူအတွက်အရန်လွယ်ကူမြတ်ဆန်တဲ့ငမြချင်းပလာချောင်းကြော်ပုံစံလေးပေါ့နော်ဒါတော့ကျမစားလို့အဆင်သင့်ဖြစ်မဲ့နေထားနဲ့ပဲကျမကစောပလိတ်ပြန်ထပ်ကြော်မယ်ပေါ့နော်ကျမကတော့ချက်တော်ဖြူတပြားရိုက်တာထည့်တယ်ဒီစားခြင်းတို့ခင်းခြင်းဒီတစ်လုံးအနေတော်လေးထည့်ထားတယ်ပေါ့နော်ပြီးရင်မြုပ်သီးစိတ်ထည့်ရင်လည်းရတယ်နော်ရေသေးချဆေးထားတဲ့မိုးလေးတွေထည့်မယ်နောလာပြီဆိုရင်တော့ခရူးစီလေးနဲ့စားလေးနဲ့ထည့်မယ်ပေါ့နော်ပြီးတော့ရေသေးချဆေးထားတဲ့စားရိတ်စိမ်ထားတဲ့ကစောရက်လေးကိုထည့်လိုက်ပါပိုလိုခြင်းနဲ့အနေထားရပြီဆိုရင်တော့စားလို့ကအဆင်သင့်ဖြစ်ပါပြီဆိုတော့ဖြစ်မိုးတွေပါတွေကြော်စားတဲ့ဆိုရင်ကစောရက်ကအစိတ်ဖြည့်စီရပေါ့နော်နောက်ဗီဒီယိုမှာပြန်ဆုံမယ်ရှင်